ပကြီးဆရာလေးဟာအယုတ်ဝတ်စုံဝတ်ထားတဲ့ကောင်မလေးကိုသဘောကျမိသွားတယ်ဒါပေမဲ့ကောင်မလေးကသူ့ကောင်းစုပ်ကိုဘယ်တော့မှချွတ်မပြခဲ့ဘူးတရက်တော့ပကြီးဆရာကရှီတိုးပြီးအဲ့ဒီကောင်းစုပ်ကိုချုပ်ပေးဖို့ကြိုးစားခဲ့တယ်အဲ့ဒီအချိန်မှာပဲကောင်မလေးရဲ့တငယ်ချင်းတွေကနောက်မှရောက်နေတာမို့ပကြီးဆရာလေးခမများအပြင်းထန်ရိုက်ခံလိုက်ရတယ်ဒါတော့မှသူကအရှုံးမပေးခဲ့ပါဘူးသူကကောင်မလေးရဲ့ပုံတူပကြီးဆွဲပေးမယ်လို့ကမ်းလှမ်းခဲ့တယ်ကောင်မလေးကအယုတ်ဝတ်စုံကြီးဝတ်ထားလျက်နဲ့ပဲအမြဲနေခဲ့တာပါပကြီးဆရာကသူမကိုတကယ်တော့ယောက်ျားလေးဖြစ်နေမလားဆိုပြီးစနောက်ပြီးတန်တရားဝင်ပြခဲ့တယ်ကောင်မလေးကသူမကိုသူမတက်တည်ပြဖို့အတွက်သူမရဲ့စပင်ရှိကြီးကိုထုတ်ပြခဲ့တယ်ဒါပေမဲ့ပကြီးဆရာကယောက်ျားလေးတွေလည်းစပင်ရှိထားတတ်ကြတာပဲလို့ညင်းခဲ့ပြန်တယ်အဲ့ဒါနဲ့ကောင်မလေးကသူမရဲ့တွေ့ရတဲ့ခြေထောက်တွေကိုပြန်ထုတ်ပြပေးမယ်သူကယုံဖို့ညှင်းဆန်နေလို့ပဲဖြစ်နေခဲ့တယ်နောက်ဆုံးဘာမှတက်နိုင်တဲ့အဆုံးကောင်မလေးကအင်ဂျီကျေတီတွေကိုဖြုတ်ပြီးသူမရဲ့ပခုံးသားကိုဖော်ပြလိုက်ရတော့တယ်အဲ့ဒီတော့မှပကြီးဆရာလည်းစင်ကြင်မပေးနိုင်တော့ပဲပကြီးကိုတေးတေးချာချာစတင်ဆွဲပါတော့တယ်ပြီးပြတ်သွားတဲ့ပကြီးကချက်ကိုကြည့်ပြီးကောင်မလေးကအယံဝမ်းသာသွားပြီးပကြီးဆရာကိုနွေးနွေးထွေးထွေးဖက်လိုက်တယ်တကယ်တော့သူမဟာပကြီးဆရာလေးအပေါ်ရင်ထဲကနေတန်ရုံးစင်တွဲနေခဲ့ပါပြီမျက်နှာမှာအမာရွှေရှိနေတဲ့ကောင်မလေးဟာကိုတိမ်ငယ်စိတ်ဝင်နေပြီးသူမရဲ့ရုပ်တွေအမှန်ကိုမပြရဲခဲ့ရှာဘူးပကြီးဆရာအိပ်ပျော်နေတဲ့အချိန်ကြမှာသာသူမကခေါင်းစုပ်ကိုချွတ်လိရှိတယ်တရက်တော့ပကြီးဆရာရဲ့ပုံကျန်းစာအုပ်တွေကိုကြည့်မိတဲ့အခါသူ့ရဲ့ပုံကျန်းတွေအားလုံးဟာသူ့စိတ်ကူးရင်ထားတဲ့သူမရဲ့ရုပ်တွင်လေးတိုင်းဆွဲထားတာကိုတွေ့လိုက်ရတယ်သူမဟာပကြီးဆရာလေးရဲ့ခေါင်းကိုညင်သာစွာပုတ်တက်ပေးနေမိတော့ပကြီးဆရာကရုတ်တရက်နိုးလာတာကြောင့်ခေါင်းစုပ်ကိုအမြန်ပြန်ဆွတ်လိုက်ရတယ်သူမရဲ့တငယ်ချင်းတွေကကောင်မလေးရဲ့ရင်ထဲကခံစားချက်ကိုရိပ်မိသွားကြတယ်ဒါကြောင့်သူမကိုကိုယ့်ရဲ့အဖြစ်အနာစာတွေကိုရဲရဲဝံ့ဝံ့ရင်ဆိုင်နိုင်ဖို့တွန်းအားပေးတဲ့အနေနဲ့မှန်ကိုရိုက်ခွဲပစ်လိုက်ကြတယ်ကောင်မလေးလည်းနောက်ဆုံးတော့တက်တည်မွေးနိုင်ခဲ့ပြီဒါပေမဲ့သူမကိုယ်တိုင်ပြင်ထားတဲ့မိတ်ကပ်ကကြည့်ရတာတမျိုးကြီးဖြစ်နေတာမို့သူမရဲ့အမတို့ညီမကိုကူညီခိုင်းပြီးပကြီးဆရာရှိကိုရောက်လာခဲ့တယ်ပကြီးဆရာကသူမရဲ့အလှပကိုကြည့်ပြီးအံ့ဩမြင်တက်သွားခဲ့ရတယ်သူမရဲ့နာမည်ကိုမေးတဲ့အခါမှာတော့ကောင်မလေးကဖုန်းထဲမှာစာရိုက်ပြီးပြခဲ့တယ်အဲ့ဒီတော့မှသူမဟာစကားမပြောနိုင်တဲ့မစွန့်အနာမကြားလေးဖြစ်နေမှန်းပကြီးဆရာသိလိုက်ရတော့တယ်မကြခင်မှာပဲကောင်မလေးရဲ့တောက်ပြောင်လာပါတဲ့ပုံတူပကြီးကအစ်စ်ကြီးပြီးဆုံးသွားခဲ့တယ်ကောင်မလေးကခဏလောက်ဝေခွဲမရဖြစ်နေပြီးတဲ့နောက်သူမမျက်နှာပေါ်ကမိတ်ကပ်တွေကိုအကုန်တုပ်ပစ်လိုက်ပြီးပကြီးဆရာကိုသူမရဲ့ရုပ်တွေအမှန်တိုင်းပြသလိုက်ပါတော့တယ်ပြီးတော့သူမရဲ့တကယ်မျက်နှာတွင်ပြင်လေးတိုင်းပကြီးပြန်ဆွဲပေးဖို့တောင်းဆိုခဲ့တယ်ဒါဟာသူတို့နှစ်ယောက်ရဲ့နောက်ဆုံးတွေ့ဆုံခြင်းဖြစ်လာနိုင်မှန်းသူမရင်ထဲကနေနက်နက်ရှိုင်းရှိုင်းခံစားသိရှိနေကြလို့ပါပဲ